မရှိရငါတို့ကြတာပဲမိုင်းရတယ်အဲ့ဒါဒီမိုကရေစီရဲ့အခြေခံဗျကိုမေမောင်လူပြောမတန်လူတန်မပြောတဲ့နော်အဲ့ဒီစကားရဲ့အဓိပ္ပာယ်ကိုရှင်လဲနားလည်မှာပါကိုလုတ်တာအကောင်းဆုံးပဲဟုတ်ဘူးလားဟာအဖွားကြီးဟာမစောကားလိုက်တာဟမ်ဒီမှာစိန်ကောင်းကြောက်ကောင်းရောင်းဝယ်တဲ့နေရာမှာဈေးဝယ်တယ်ကလမလုပ်နဲ့သွားနှဝဲကွာသွားကိုနေရာကိုမွေးရှင်ကကျမကိုပြန်မပြောနိုင်လို့အထဲဝင်ပြီးထမင်းချက်ခိုင်းတာမလားကျမအလုပ်ကျမသိပါတယ်ရှင်သာရှင့်အလုပ်ကိုရှင်လှုပ်စမ်းပါနော်အပေါ်တွေအတွက်အချိန်ကုန်ခန်းနေနဲ့အလကားလူတကာကိုရှောက်ပြီးပုတ်ခတ်နေမဲ့စားကို့လို့ကိုမလုပ်ဘူးမျက်စိကိုနောက်ကိုကြည့်လို့မရဟာကျေးဇူးရှင်လာကဲအပြည့်ထိုက်ပြီနော်ကဲလို့တော့အပြည့်ဘာသတင်းတူးတွေကြားလာတယ်ကြားတယ်ဟေးကြားရင်ပြောတယ်နားထောင်ဒီညမယုံနဲ့အာကြီးပွဲလေပဲဆယ်များရှောင်းပေါက်တယ်ဗျအာကြီးကဘယ်လိုကောင်းလဲဆိုရင်နိုင်မဝဲလို့နေနဲ့ဘာတော့အရင်ချိတ်တက်နေတာဟာတော့ကြဟာလည်းပဲပြောပါပြောရတယ်ဟမ်ဘောလုံးမွေအကြောင်းပြောနေတာဟာငါတခါဖထောင်းနဲ့ထားပေါက်လိုက်တော့မယ်မင်းကနိုင်ငံရေးမင်းနေတာဘယ်နဲ့ဘောလုံးကြောင်းလာပြောငါဘောလုံးကလုံနိုင်ပြီပြလာတယ်မသိဘူးဟဲ့ဟောမြန်မာပြည်ပါဖြစ်နေကဘာမှာမြန်မာနိုင်ငံပါဖြစ်နေဒီမြန်မာပြည်ပါဖြစ်နေတယ်ဟမ်ကိုယ်နိုင်ငံကိုချင်းနေကိုမသိဘူးဟမ်ဘာလျှောက်လေးလာမှလည်းမသိဘူးမင်းတို့တော်တော်မြင်ကျင်းတဲ့ကောင်တွေမင်းလည်းဗျာအဲ့ဒါကျွန်တော်တို့ကိစ္စမှမဟုတ်တာဗျာဒီမှာဘယ်ဆိုးရပဲတက်ကိုလုံးမကိုစားရမှာနော်ဒီမှာကျွန်တော်တို့ညီကိုနှစ်ယောက်တက်ကတော့အဖေအလုံးလုံးနေပြွေစားရမယ်တောက်ရမယ်ကိုစောနိုင်မယ်နေနိုင်မယ်ကမြင်းနိုင်မယ်အဖေနိုင်ငံရေးကြောင်းသိကျင်တယ်ဆိုလို့ဟိုပါလို့လားအဖေအကိုကြီးဥက္ကအောင်ရှိတယ်အဖေကပဲသွားမေးပါလားဗျာတတ်ဖို့ပြီကိုကြီးဟေ့ငါလောက်ကြတယ်မင်းကမင်းတို့ဘာမှမသိဘာမှအာမကွာတယ်ကောင်တွားကြောက်ပြီးအခုချင်းချင်းပုံးတဲ့ဆက်လေကမ်းပြန်ကပ်ပြမေးတွားနင်းသွားမင်းတို့ကောင်တွေကွာကိုတိုက်ပြီးချင်းညောကိုသိတာဟမ်မိဘလှုပ်ရှားတာထိုင်ဆောင်မယ်ငါအလုံးလုံးမှ तू စားပါလေအားကိုရတာဗောခင်ဗျားသားလေနော်ဝေးမမင်းတက်ကဟိုင်းကြီးမှာဆိုအခုတင်တန်းစင်နေဘာလို့မှာမင်းတက်တန်းပြန်မှာလားဒါမှမဟုတ်ရင်ဟိုကိုနေရက်ကိုပြန်အောင်မှာလားကျွန်တော်အိမ်ပြန်မို့တော့ခွင့်နေတာပဲပေါ့ဟုတ်လားကြီးကောင်းတယ်ကွာဒါနဲ့ဘယ်သားတီးရောကျွန်တော်အောင်မန်းသားတယ်အောင်မန်းဆိုမင်းရှမ်းပြည်တောင်ပေါ်သားပေါ့မော်ကြီးပိုင်းနဲ့ချွေးလေရွှဲလို့စီအိုဌာနမှုကရှာခိုင်းလိုက်လို့ဟိုစီအိုဖုန်းကလည်းခေါ်လို့မရအောင်ပိတ်ထားတယ်မောလိုက်တာစီအိုကဩဟုတ်တယ်ဗျာဟိုမှာကျွန်တော်တင်တန်းဝင်တော့လူဆိုဖုန်းပိတ်တာပြန်ဖုန်းမမိနေလို့ဘာကိစ္စလဲလေဗျအဲ့တော့မသိဘူးဟိုရုံးမှာရေချောင်းတက်ကတူကဆရာမလေးတယောက်ရောက်နေတယ်အဲ့စီအိုနာမည်မေးနေတာနဲ့ရုံးတက်ကတူဘာကိစ္စလို့ပြောလိုက်သေးလဲအဲ့ကျွန်တော်မသိဘူးအော်မဟုတ်ဘူးလေဆရာကြီးရဲ့ဟိုနည်းနည်းပါးအခုတွေ့လာတော့သိတဲ့လောက်လေးကျွန်တော်ပြောပါအောင်ဗျဟာကျွန်တော်သိတာတော့အဲ့ဒီဆရာမလေးကအရန်လာတယ်ဟိုစီယိုနဲ့တွေ့ဖို့ပြောနေတာနဲ့ကျွန်တော်ဝမ်းသာအားရပြေးလာအရန်လာနေဗျဝမ်းသာပြေးလာဗျဆရာကြီးတော့တကယ်ဆရာမကြီးပါမကောက်ဘူးကျောင်းသားတွေပါမယ်ထင်တယ်အော်ဟုတ်ကဲ့ကျောင်းသားတွေလည်းအများကြီးပါပါတယ်ဒီနေ့ရေချောင်းတက်ကတူကလေးလာရေးဖွဲ့တွေရောက်မယ်လို့သိရတယ်စီအဲ့ဒါစီယိုတို့ရဲ့စီမံရှစ်ပါတာရဲ့နဲ့ဆက်ဆက်နေရတယ်ပါတယ်လို့ပြောတယ်ဩရတာငါနဲ့ချိတ်ပေးဖို့ထင်တယ်ဒီကိစ္စဟုတ်တယ်ဟိုစီယုံနဲ့ချိတ်ပေးဖို့မှားလိုက်တာဟုတ်အဲ့ကြောင့်ကျွန်တော်ဝမ်းသာအားရပြေးလာတာဟိုကြည့်ရတာတော့ဘာလဲဗျဟိုစီယုံတို့ကအရင်တည်းကချိတ်မိဘူးနိုင်နဲ့တူတယ်ဒီပါဗျာ
ဒီမီးသမောရဂျာဘီနော်ဘုံမူ ဟုတ်တယ်1948ခုနှစ်တည်းကအင်္ဂလိပ်ရေတဲကနေလွှဲပြောင်းယူခဲ့ရလေမြန်မာရေတဲကိုရောက်တော့မှစီရင်မေယူဆိုပြီးတော့အမိပြောင်းလိုက်ခဲ့ကျမကဒီနာမည်လေးလှလို့စိတ်ဝင်စားနေရဘာဖြစ်လို့လဲဆိုတော့ကိုယ့်ဒေသရဲ့နာမည်လေးဖြစ်နေလို့လေနာမည်လားအထက်စီရင်မေယူကမြန်မာရေတဲတမိုင်းမှာထမ်းဆောင်ခဲ့တဲ့တာဝန်နဲ့ပိုပြီးလေးနေပါတယ်ဗျာဒါကြောင့်ကြီးကျယ်မြင့်မြတ်တဲ့အဆောင်အယောင်တစ်ခုနေနဲ့ဒီနေရာမှာရှိနေရပေါ့ဟုတ်လားဘုံမူဟုတ်တာဗောဆရာမရဲ့အခုဆိုရင်တမိုင်းဝင်မကြီးစေသမျိုးကြီးလိုပဲမျိုးဆက်သစ်စီရင်ကြီးတွေကလက်ဆင့်ကမ်းတာဝန်တွေကိုထမ်းဆောင်နေကြပြီလေကျမသိတဲ့လောက်တော့ဘုံမူတို့တက်မတော်ရေးရခင်မင်းစိတ်ရင်တော်တော်များများအိုးရေးတဲ့သင်္ဘောချင်းမှာပဲတီးဆောင်နိုင်ခဲ့ရနော်ဆီယာမကတိလိုက်လားဗျဒါကဘုံမူကျမကိုထင်သေးရပဲကျမရဲ့လောက်ကရေချောင်းပညာတက္ကသိုလ်ကဆီယာမလေဘုံမူမေ့နေပြီလားဟုတ်ပါတယ်ဗျာ sorry ပါကျွန်တော်ချင်းဆက်ရှိတာရုပ်တရက်ဆိုတော့မေ့သွားလို့ဒါဆိုရင်ကျွန်တော်တို့လုပ်ငန်းချင်းဆွေမျိုးတော်ရလို့ပြောရင်ရရဗျဟုတ်တယ်ကျွန်တော်တို့အဲ့လိုပဲမှတ်ထားလိုက်တော့မယ်ဘုံမူကလည်းချင်းမှန်မှန်ဒီလိုမှပြင်းပြင်းထန်ထန်လဲကျင်မထားဘူးဆိုရင်သင်္ဘောပေါ်မှာလိုင်းလေးနည်းနည်းကျန်တာနဲ့မူတာတို့အန်တာတို့ဖြစ်မယ်ဟဲ့အဲ့လိုဖြစ်ရင်အရင်အကြောင်းဆုံးရန်သူကိုဘယ်လိုတိုက်ခိုက်ခြင်းမလို့လဲဟမ်မင်းတို့သိအောင်ပြောရရင်ငါတို့နိုင်ငံကိုသိမ်းပိုက်ခဲ့တဲ့နယ်ချက်အင်္ဂလိပ်တွေနဲ့ငါတို့စစ်ပွဲဘယ်နှကြိမ်ဖြစ်ခဲ့တယ်သိလား3ကြိမ်ကွာ3ကြိမ်အဲ့ဒီ3ကြိမ်လုံးမှာဘာနဲ့တိုက်ခဲ့တယ်လဲသိလားရေတာကွာရေတာမှတ်ထားကြအဲ့ဒီတော့ကငါတို့မြန်မာဘရင်တွေမှာရေတာဆိုတာမေမေရရရှိကြတာမဟုတ်ဘူးကွာပင်လေသွားစစ်သင်းမောဆိုတာဝေးရောအဲ့တော့ကငါတို့ဘာဖြစ်လို့စစ်ရှုံးခဲ့သိလားအခုလိုအင်အားတောင့်တင်းတဲ့ရေတာမရှိလို့ပေါ့ကွာဒါကြောင့်ငါတို့တမတော်ရေဟာအခုလိုစွမ်းရည်ထက်မြက်နေဖို့ပြင်းပြင်းထန်ထန်လဲကြရမယ်မိနာမတန်ကောင်းမှဓာတ်ထဲတယ်ဒါပဲလိုက်မှုတန်ခံလဲခြင်းငါဆိုတော့ဒါပဲလိုက်မှုလည်းတော့ငါခံလဲရပြီ